ကျွန်တော်ကတော့အာကာသထဲကနေခုန်ချခဲ့တဲ့သူပါကျွန်တော်ရဲ့ရည်မှန်းချက်ကလေရင်ထဲမှာမဟုတ်ပဲအပြင်ဘက်မှာကိုယ်တိုင်အတန်ထက်မြန်တဲ့အရှိန်ကိုကြော်ဖြတ်ပြနိုင်တဲ့ပထမဆုံးလူသားဖြစ်ချင်တာပါကျွန်တော်မြင်နေရတဲ့မြင်ကွင်းတွေကိုခင်ဗျားတို့လည်းမြင်စေချင်မိတယ်အဲ့ဒီမှာကိုယ့်ရဲ့ကိုယ်လေးချိန်ကပုံမှန်ထက်2ဆလောက်ပိုလေးနေတယ်လို့ခံစားရပြီးအထွက်လာဖို့ကတကယ်ကိုခက်ခဲပါတယ်အဓိကကတော့ခန္ဓာကိုယ်ကပတ်ချလည်းမဖြစ်သွားဘူးပါပဲဘာလို့လဲဆိုတော့အဲ့ဒီလောက်အမြင့်မှာလေထုမရှိတဲ့အတွက်ကိုယ့်ရဲ့အရှိန်ကိုထိမ့်ပေးမဲ့အရာလည်းမရှိလို့ပါโอเคအသင့်ပဲကဲသွားပြီပထမ25စက္ကန့်မှာတော့အားလုံးကထိန်းချုပ်လို့ရနေတယ်လို့ပါပဲဒါပေမဲ့34စက္ကန့်ကြာမှာတော့ကျွန်တော်ကအတန်ထက်မြန်တဲ့အရှိန်ကိုကြော်ဖြတ်ပြီးစံချိန်တင်နိုင်ခဲ့ပါတယ်ဒါဟာကျွန်တော်တို့ရဲ့ပန်းနိုင်ပါပဲသိပ္ပံပညာရှင်တစ်ဝက်ကတော့ခုံချလိုက်ရင်ခမားယူလောက်အောင်ပတ်ချလဲသွားလိမ့်မယ်လို့ပြောကြတယ်ကျန်တဲ့တစ်ဝက်ကတော့ဘာမှမဖြစ်နိုင်ဘူးလို့ဆိုကြတယ်ကျွန်တော်ကတော့အစိုးဆုံးအတွက်ပြင်ဆင်ထားပေမဲ့တကယ်တမ်းဘာမှမဖြစ်ဖို့ပဲမျှော်လင့်ခဲ့တာပေါ့ဒါပေမဲ့နောက်ပိုင်းဗီဒီယိုကိုကြည့်လိုက်ရင်အဲ့ဒီအချိန်မှာပဲတဖြည်းဖြည်းနဲ့စပြီးလဲလာပါတော့တယ်ပူပြီးတော့မြန်လာတဲ့ပြဿနာကဘာလဲဆိုတော့ဒီလိုဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့စီကံချက်ကကဘာပေါ်မှာဘယ်သူမှမသိကြတာပါပဲတကဘာလုံးကစောင့်ကြည့်နေတဲ့အချိန်မှာဒါဖြစ်ရင်ဟိုလိုလုပ်လိုက်လို့ပြောပြနိုင်မဲ့သူမရှိဘူးလေကျွန်တော်လက်တွေကိုဟိုဘက်ဒီဘက်လှုပ်ကြည့်ပြီးထိမ့်ဖို့ကြိုးစားခဲ့တယ်ခဏတော့ရက်သွားသလိုပဲဒါပေမဲ့နောက်တစ်ခါစန့်ကျင်ဘက်ကိုပြန်လဲလာပြီးပိုပြီးတော့တောင်ကျန်းလာပါတော့တယ်အဲ့ဒီအချိန်မှာစံချိန်တင်ဖို့ဆိုတာကိုမတွေးနိုင်တော့ဘူးအသက်ရှင်ဖို့တစ်ခုတည်းကိုပဲအာယုံစိုက်နေရတော့တယ်အချိန်ကတနာရီကိုမိုင်600ကျော်အဲ့ဒီအချိန်မှာခန္ဓာကိုယ်ကအယမ်းလည်နေတော့သွေးတွေကဥကောင်းကနေထွက်ပေါက်ရှာရင်မျက်လုံးထဲကနေပွင့်ထွက်သွားနိုင်ပါတယ်အဲ့ဒီလိုသာဖြစ်ခဲ့ရင်ကျွန်တော်သိမှာပါကျွန်တော်လက်မှာ shells လို့ခေါ်တဲ့ကရိယာလေးတစ်ခုတက်ထားပါတယ်သူကခန္ဓာကိုယ်လဲတာအယမ်းများလာရင်လေထီအသေးလေးကိုအလိုလျောက်ပြစ်လွတ်ပေးပြီးထိမ့်ပေးမှာပါဒါပေမဲ့ကျွန်တော်ကကိုယ့်ဘာကိုပြန်ထိန်းနိုင်အောင်အဲ့ဒီဆက်ကိုလှည့်စားခဲ့ရတယ်နောက်ဆုံးမှာတော့ကျွန်တော်ပြန်ပြီးတည်ငြိမ်သွားခဲ့ပါတယ်ခင်ဗျားတို့ကျွန်တော်ဝစ်စုံကိုကြည့်လိုက်ရင်အောက်ကိုရောက်လာလေးဖိအားကြောင့်ဝစ်စုံကတစ်ဖြက်ဖြက်နဲ့ဖြစ်လာတာကိုမြင်ရပါလိမ့်မယ်ကောင်းကင်ယံကြီးကလည်းအမဲရောင်ကနေအပြာရောင်ဘက်ကိုပြန်ပြောင်းလာပြီးညာဘက်ထောက်မှာလူကမီရှူမီပန်းလေးတွေပြစ်လွတ်ပေးနေတာကလေတိုက်နှုံးဘယ်ဘက်ကိုရှိလဲဆိုတာကျွန်တော်ကိုလမ်းညွှန်ပေးနေတာပါဒါကတော့အရေးကြီးဆုံးအချိန်ပါပဲဒီအာကာသဝစ်စုံထဲမှာနိုင်ပေါင်းများစွာနေခဲ့ရပြီးမှပုံမှန်လေထုကိုပထမဆုံးအကြိမ်ပြန်ရှူလိုက်ရတဲ့အချိန်ပေါ်ဆင်းသက်တာကလည်းအဆအရာရာအဆင်ပြေသွားတဲ့အတွက်ကျွန်တော်တကယ်ကိုပျော်သွားခဲ့ရပါတယ်